ဒီ comment ကကျွန်တော်တို့ဘိမ်ပါမှာပေါ့နော်ဟိတ်ထားတဲ့သူကိုဘယ်လိုမျိုးလောက်ရမှလဲလို့မေးထားတဲ့ comment မှာလာရေးထားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ပေါ့နော်ကိုက group ထဲမှာဟိတ်ထားတဲ့ဆိုရင်ကိုမလူချင်တဲ့သူတွေကိုပြန်ပြီးတော့ပြန်ထုတ်မိတယ်ကိုတန်း admin ဖြစ်နေဖို့လိုတယ်။ admin ဖြစ်တယ်ဆိုရင်ထုတ်လို့ရတယ်ကျွန်တော်ထုတ်နေတဲ့တစ်ခါတည်းပြောပြပေးမယ်ဖြစ်တယ်ပေါ့နော်။ဘိမ်ပါတဲ့ဝင်ပါဘိမ်ပါတဲ့ဝင်ပြီးတော့ကိုပေါ့နော်ဟိတ်ထားတဲ့ group ကိုအရင်ဆုံးရိတ်ရှာလိုက်ပေါ့နော်။ကျွန်တော်ဟိတ်ထားတဲ့ group ကတော့ဒီ group ပဲပေါ့နော်။ဒီ group ကိုလောက်ထားတာโอเคဟုတ်ပြီပေါ့ဗျာမိတ်ဆွေတွေဒီဗိမ်မာလေးထဲကိုပေါ့နော်ရောက်ပြီဆိုရင်ဒီမှာကိုကဟိတ်ထားတဲ့ဒီမှာဒီ group ထဲပေါ့နော်ဒီ group ထဲနှိပ်လိုက်နှိပ်ပြီးပြီဆိုရင်ဒီအောက်မှာပေါ့နော်ကျွန်တော်တို့ပေါ့နော်ဒီပေါ်ကဟာလေးထပ်နှိပ်လိုက်ပေါ့နော် group မှာ9ယောက်ရှိတယ်ဒီ9ယောက်ထဲမှာဆိုရင်မိတ်ဆွေတို့ပေါ့နော်ကိုကဒီမှာ admin ဖြစ်နေတယ်ဆိုရင် admin ဖြစ်နေတယ်ဆိုရင်မလူချင်တဲ့သူဆိုရင်ဒီမှာထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်ခု admin ကတော့ကျွန်တော်ခုဒီကင်မရာနဲ့ရိုက်နေတဲ့အဖုံးမှာဖြစ်နေလို့ပေါ့နော်မထုတ်ပြတော့မိတ်ဆွေတို့ကပေါ့နော်မိတ်ဆွေတို့ admin ဖြစ်နေတယ်ဆိုရင်ဒီကောင်လေးကြာလေးဖိထားလိုက်ဖိထားပြီးဆိုရင် okay လေးပေါ်လာလိမ့်မယ်ပေါ့နော် okay လေးကိုနှိပ်ပြီးတော့သူ့ထုတ်လို့ရတယ်ပေါ့နော်ထုတ်လိုက်မယ်ဆိုရင်လည်းဒီမှာပေါ့နော်ဒီအောက်မှာဒီ remove ဆိုတဲ့ဟာလေးပေါ်နေလိမ့်မယ်ပေါ့နော်ဒီမှာပေါ့နော်ဒါဒီနေရာမှာပေါ့နော်group ကနေသာထုတ်တဲ့ remove ဆိုတာပေါ်နေလိမ့်မယ်ဒီ group ထုတ်တာပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တို့က remove လို့ပေါ်နေလိမ့်မယ် group တွေကထုတ်လိုက်တာပေါ့နော်မင်္ဂလာပါဆင်ပြေကြပါစေလေးလုပ်ကြည့်ပါ